Hello ဒါလေးကတော့လာကြွားတာပဲဖြစ်ပါတယ်ရှင်ဒါကတော့ဤဒီနေ့ရတဲ့စုလေးပေါ့နော်ရှင်လေးစနကမဲဖြစ်ပါတယ်အရင်ပြုတ်ဖို့ကောင်းတယ်သီလားပွဲကကျတော့ဒါမပြီးသေးဘူးပေါ့နော်အဝိစာပြန်လာလေးပြီးတော့မှထပ်ပြီးတော့မှသွားရမှာပေါ့နော်အရင်ပြုတ်ဖို့ကောင်းတယ်သီလားဤပထမဦးဆုံးတရှင်းနဲ့လေကခဲ့သေးရေပေါ့နော်ဒါဤရကျတော့လက်စွပ်နှစ်ကွင်းရတာပေါ့နော်ဒီမှာပါစုအများကြီးပိုက်ရှင်ပါကြည့်ကြည့်ဒါဆိုလို့ရှိရင်မမဆိုလို့ရှိရင်အများကြီးရတယ်ဤပြပေးမယ်နော်ဒီလားဒီမှာဆိုလို့ရှိရင်တစုဒီမှာဆိုလို့ရှိရင်တစုဒီမှာတစ်တော့စုပါရတာဒီမှာဆိုရှင်လက်စွပ်အော်အများကြီးပဲအရင်အကြရပဲအရင်အကြရဲ့ဂျူလီအားပေးခဲ့တဲ့တူတယောက်စီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ဂျူလီတခဲချင်းဝယ်သုံးတဲ့တူတယောက်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်လက်လီဝယ်သုံးတဲ့သူရောလက်က customer ရောအများကြီးကြောင့်ဤလိုဒီစုလေးကိုရတာပဲဖြစ်ပါတယ်တီးတီးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်ပါဒါ customer ရဲ့ကျေးဇူးကြောင့်ရတာဖြစ်တဲ့အတွက်ကြောင့်မို့အများကြီးကျေးဇူးတင်ပါတယ်ဒီထက်ပိုပြီးမှလည်းဤလို Julie brand လေးကိုထပ်ပြီးမှအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဒီတစ်ခါကတော့ရောင်းချသူတွေအတွက်စုဖြစ်တယ်လို့တစ်လပိုင်းကုန်တာနဲ့သုံးဆသူတွေအတွက်စုအကြီးလာမှာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ရောင်းချသူတွေထက်ပိုပြီးတော့မှတန်နဲ့အများကြီးပဲပေါ့နော် iPhone ဆိုအရင်အားကြတာ iPhone မှာပါတယ်နော် customer ရဲ့ iPhone ပိုင်တော့မှာအဲ့ဒါရှင်တို့တွေသိလားပြောအဲ့တော့ Julie မဝယ်300တယ်ဆိုလို့ရှိရင် Samsung မှာဝယ်3ကြီးကြီးပါဒီနေ့ကတော့အရင်ပြောနေလို့ပါကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်